မင်္ဂလာပါခင်ဗျာတန်းကပါမြေ channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ကားမောင်းတင်မဲ့အချိန်လေးပြန်လဲရောက်ရှိလာပါပြီခင်ဗျဟုတ်ကဲ့အခုမောင်းနှင်လေ့ကျင့်နေသူကတော့ကျွန်တော်တို့ရက်ကွက်ကြီး30ကကျွန်တော်တို့တူလေးပေါ့နော်ခန့်သူရအောင်လို့အမည်သိရပါတယ်ခင်ဗျသူ့ရဲ့ကွင်းထဲမှာအစင်းစင်းလေ့ကျင့်အောင်မြင်ပြီးတော့အခုကျွန်တော်ပြင်ဦးလင်မြို့အထက်ရေတရားကုန်းအစင်းမြိုင်ကြီးခွေမှာအတက်အစင်းလေ့ကျင့်မောင်းနှင်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီတူလေးရဲ့စိတ်ပါဝင်စားမှုကြောင့်ညံ့ဆန်တယ်လို့ပြောရမလားခင်ဗျအခုမြိုင်ကြီးခွေအတက်အစင်းကိုမောင်းနှင်လေ့ကျင့်တဲ့အဆင့်ထိရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်တို့အစင်းလန်းဖြစ်ပါတယ်ခုစင်းနေတာဖြစ်ပါတယ်ခင်ဗျမြိုင်ကြီးခွေကိုပေါ့နော်ဟုတ်ကဲ့ဒါအခုပြန်လဲတက်လာတဲ့အချိန်လေးဖြစ်ပါတယ်ခင်ဗျတက်လိုက်ဆင်းလိုက်ပေါ့နော်ကျွန်တော်မောင်းကျင့်လေ့ကျင့်ပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တောင်တန်ယုံဒီကားမောင်းသင်ပေးတဲ့သူအချို့ကတော့တော်တော်များများတော့ဗောနော်ဒီတောင်စင်းတောင်တက်တွေကိုအများဆုံးကတော့လေးမကျင့်ပေးတာများပါတယ်ခင်ဗျကျွန်တော်ကတော့ဒါဒီကလေးရဲ့ဒါစိတ်ပါဝင်စားမှုသူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုလေးတွေပေါ်မူတည်ပြီးတော့ကျွန်တော်ကဒါအခုအတက်ဆင်းကိုကျွန်တော်လေ့ကျင့်ပေးတာခင်ဗျဂရိဆိုတာပိုတယ်လို့တော့မရှိဘူးခင်ဗျာအမြဲတမ်းလိုအပ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အမြဲဘေးကနေ view တစ်ဆိုင်နဲ့တေချာကြက်မမတ်သင်ပေးပြီးတော့လေ့ကျင့်ပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကားမောင်းသင်တဲ့နေရာမှာပြီးရောဆိုပြီးကျွန်တော်ဖြစ်ကလတ်ဆက်ကျွန်တော်မသင်ပါဘူးခင်ဗျကျွန်တော်အခြေခံနည်းစနစ်ကြကွင်းထဲမှာကျွန်တော်စိတ်တိုင်းကြတဲ့အထိကျွန်တော်သင်ပါတယ်ခင်ဗျဒါရက်တူတို့အတွင်းပေါ့ဒါကခုဒါပထမရက်ဒုတိယရက်တတိယရက်စလုတ်ထရဲ့ပြင်စမရက်မှာသူကဒါမြိုင်ကြီးဝိတ်အတက်အဆင်းကိုဒါမောင်းနေတဲ့အဆင့်ရောက်ရှိတယ်ဆိုတော့ဒါအဆင့်ကနဲတာမဟုတ်ပါဘူးခင်ဗျဟုတ်ကျွန်တော်သင်ကြားမှုပြီးဆုံးရင်တော့မှဆက်ပြီးတော့သူကလမ်းပေါ်မမောင်းသေးပဲနဲ့သူ့ရဲ့ကိုယ်ပိုင်ကားနဲ့တော်လည်းကောင်းဒါကွင်းထဲမှာအဆင့်ဆင့်ပြန်ပြီးလေ့ကျင့်ခိုင်းမှာဖြစ်ပါတယ်ခင်ဗျလေ့ကျင့်ပြီးတော့ရပြီဆိုမှတဖြည်းဖြည်းကျွန်တော်လိုတဲ့အဆင့်ထိပေါ့နော်သူ့ရဲ့ limit ရှိကျွန်တော်ရအောင်မောင်းနေပေးတာဖြစ်ပါတယ်ဒါအခုကျွန်တော်မြိုင်ကြီးအတက်ဆင်းရပြန်လာပြီးတော့ကျွန်တော်ဒါဘက်ခီရပြီးတော့ကျွန်တော်နောက်ထပ်ပြန်နှွေးပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ယခုအခြေစီစေးအခက်ခဲကြောင့်အခြေအနေကြောင့်ပေါ့နော်ကျွန်တော်တင်ထားတဲ့တင်နန်းပေါ့နော်တင်နန်းအခြေလေးပေါ့ကျွန်တော်အမျိုးတမီပြောင်းထားပါတယ်ခင်ဗျစီအခက်ခဲကြောင့်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်စီစေးအရင်လိုပြန်ပြီးပေါ်တီရတယ်ဆိုရင်ကျွန်တော်ပြန်ပြီးတော့ဒီခင်လိုပဲပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုကစီစေးရတော်တော်ကိုခရက်ရိုက်ပြီးတော့ခက်ခဲဖြစ်နေပါတယ်ခင်ဗျကျွန်တော်ရတဲ့အစီလေးလောက်အောင်သင်နေပါတယ်ခင်ဗျဟုတ်ကဲ့အသက်ကြီးတာငယ်တာနဲ့တော့မဆိုင်ဘူးပေါ့ခင်ဗျပညာလိုသည်အိုသည်မရှိပေါ့နော်ချိန်သင်ဒါသင်လို့ရပါတယ်ခင်ဗျတချို့ကြလည်းအသက်အရွယ်ရလို့သင်ရမှာရှက်တဲ့သူတွေလည်းကျွန်တော်ကြုံမှုတယ်ခင်ဗျကျွန်တော်ကဒီဗီဒီယိုမှတ်တမ်းလေးတွေတင်ပေးတဲ့အကြောင်းအရာအမှတ်တရဖြစ်စေချင်တာလည်းတစ်မျိုးပေါ့နော်ကျွန်တော်ငါတို့ဒီလိုဘလို့သင်ခဲ့ရဆိုတာဟာလေးကိုမှတ်တမ်းအဖြစ်ဒါမှတ်တမ်းတင်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျ